အများရဲ့ပြောစကားအရာလိပ်ပြမှာသူများနဲ့မတူအောင်ထူးခြားတဲ့အစွမ်းတစ်ခုရှိတယ်လို့ဒီထဲမှာရေးထားတယ်ကောက်ချက်ဆွဲခြင်းပညာပေါ့မြန်မာလိုတက်ကပေးတာပေါ့လိပ်ပြအဲ့ဒီပိုင်းမှာရန်ထူးချွန်တဲ့သင်္นานသားတစ်ယောက်ဖြစ်တယ်လို့သိရတယ်ကဲဆရာတို့နမူနာလေးနဲ့ပြချင်တာရှင်လက်ပြရဲ့စုံတော့ညံဘယ်လောက်ရှိရဲဆိုတာဆရာတို့လက်တွေ့ပြချင်တာကျမဘယ်လိုပြရမလဲဆရာကဲဆရာကိုပဲကြည့်ကွာဆရာကိုကြည့်ပြီးတော့ဘာတွေမြင်လဲပြောဆရာဒီနေ့ဘာတွေလုပ်ခဲ့လဲဘာတွေထပ်လုပ်မလဲသမီးကိုကြည့်ရတာကြောက်တဲ့အာနာတဲ့နေပုံရတယ်နော်ဆရာတို့လိုမှုခင်းတက်ဖွဲ့အရာရှိတွေဆိုတာကြောက်တဲ့အာနာတက်လို့မရဘူးကွာဆရာတို့တွေအတွေ့အကြုံရှိပြီးသားရဲဝန်ထမ်းတွေကိုပဲဖီးတဲ့ကိုလှုပ်လေရှိတယ်သမီးရဲ့သင်တန်းမှာထူးချွန်ထက်မြက်တဲ့သင်တန်းသားတယောက်ဆိုပေမဲ့လည်းလက်တွေ့နဲ့သင်တန်းတွေမှာကွာကွာဆရာသမီးကိုရုံအလုပ်တွေလုပ်ဖို့ဒီမှာခန့်ထားလိုက်မယ်အတို့ကြောင့်ရိုးမကွာတစ်နှစ်တန်ဒီနှစ်နှစ်တန်ဒီဆိုမှပဲသမီးကိုဖီးရဲလုပ်ဖို့ရည်ချင်းပြေဝပြီလားဆိုတာဆရာပြန်သုံးသပ်ပေးမယ်လွယ်စတော့ဒီနေ့ဆရာအမျိုးသမီးမွေးနေ့ဆရာအမျိုးသမီးကိုဆရာမနဲ့အစော်ရီဘိုးတထောင်ဖျားကိုလိုက်ပို့ခဲ့ပြီးတော့ရုံးမလာခင်ဘာမှငွေသွားထုတ်ခဲ့ညနေကျရင်ကြောက်စင်းလက်စွပ်လေးတစ်ကွင်းဝယ်ပေးဖို့ဆရာမျိုးရဲ့ပတ်ဖို့အစီအစဉ်ရှိတယ်ဒါရတော့ဘလို့သိကြလဲဆရာမိမမွေးနေဆိုတော့ဘူတောင်ဖျားသွားတယ်ဆိုတော့ဘာမှငွေထုတ်တယ်ဆိုတော့ဆရာမိမတို့ကြောက်စင်းလက်စွပ်ဝယ်ဆိုတာဒီဘလို့သိရကျမဒီအခန်းကိုကြည့်ပြီးသုံးသပ်တာပါအသေးသေးရှင်ဟိုမှာချိတ်ထားတဲ့အင်ဂျီဆရာဒီနေ့မနေ့ရုံးလာတော့ဝတ်လာတဲ့အင်ဂျီပခုံးတောင်နာမှာပဲခောက်ရရှိပြီးတော့ကျန်တဲ့နေရာမှာခောက်ရမရှိသလောက်ပဲ